ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားတွေကိုအစိုးရကစုပေးတံပေးစနစ်ကျင့်သုံးတဲ့တယ်။တိုင်းရင်းသားလို့ပြောတဲ့အချိန်မှာ Burma is also because Burma is one of ethnic groups of Myanmar ကျွန်တော်တို့မြန်မာနိုင်ငံမှာကခေတ်အဆက်ဆက်နိုင်ငံအပေါ်ကိုတစ္ဆာရှိတဲ့တိုင်းရင်းသားလူမျိုးစုတွေရှိတယ်လို့ခေတ်အဆက်ဆက်နိုင်ငံကိုပုံကန်တဲ့တိုင်းရင်းသားလူမျိုးစုတွေလည်းရှိတယ်။ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေတည်တာကကြတော့ပြည်သူတွေထင်တာကကြတော့အစိုးရကလက်နက်ကင်တဲ့ဒီတိုင်းရင်းသားတွေလက်နက်ကင်တဲ့ဒီတပုံတွေကိုကြတော့အစိုးရကအမြဲတမ်းညှိနှိုင်းမှုလမ်းတွေဖွင့်ပေးတယ်အမြဲတမ်းပြက်ပြက်သားသားမရှင်းမဲနဲ့ဒီလက်နက်ကင်တွေကိုကြတော့အခွင့်အရေးသူတို့တောင်းတဲ့အခွင့်အရေးတွေလိုက်ရောပေးတယ်ဆိုပြီးတော့ပြည်သူတွေကထင်ကြတယ်ဆိုတော့ကြတော့အခြားသောသူတွေအခြားသောတိုင်းရင်းသားတွေကလည်းလက်နက်ကင်ပြီးတော့နိုင်ငံကိုပုံကန်နေဆိုရင်သူတို့လိုချင်တာရတယ်ဆိုပြီးတော့လက်နက်တွေကင်လာကြတယ်အခုဆိုရင်လည်းမြန်မာနိုင်ငံမှာတိုင်းရင်းသားက135မျိုးသာရှိပေမဲ့လက်နက်ကင်ပေါင်းက200လောက်ရှိတော့မယ်ဒါဘာကြောင့်လဲအစိုးရကသူတို့ထင်တာကအစိုးရကလက်နက်ကင်တွေကိုပြပြတတာမချေမုံမှုအမြင့်ပြတ်မချေမုံမှုဒီလက်နက်ကင်တွေရဲ့တောင်းဆိုတဲ့အတိုင်းလိုက်ရောပေးတယ်ဆိုပြီးထင်လို့သူတို့ကဆက်ပြီးတော့လက်နက်ကင်တယ်တစ်ဖက်မှာလည်းဒီခေတ်အဆက်ဆက်နိုင်ငံပေါ်တစ္ဆာရှိတဲ့တိုင်းရင်းသားတွေကိုအခွင့်အရေးပေးတာတွေဒီပြည်သူတွေကမတွေ့ကြဘူးဥပမာပအိုးဒေတာဆိုရင်လည်းဖွံ့ဖြိုးတိုးတက်တယ်အခုမြန်မာနိုင်ငံမှာ2021ကနေစပြီးတော့အခု2025အထိအဖွံ့ဖြိုးတိုးတက်ဆုံးဆိုရင်ပအိုးဒေတာလို့ပြောလို့ရတယ်ဒါပေမဲ့အစိုးရကတရားဝင်ချမပြတဲ့အတွက်ပြည်သူတွေကမသိဘူးမသိတော့ကြတော့ပြည်သူတွေထင်တာကနိုင်ငံပေါ်သစ္စာရှိရင်ကြတော့အစိုးရကအခွင့်အရေးမပေးဘူးနိုင်ငံကိုပုံကဲနေတဲ့လက်နက်ကိုင်တွေကိုကြတော့သူတို့တောင်းဆိုတာလိုက်ရောတယ်ဆိုပြီးတော့ဒါမျိုးစိတ်တွေဝင်သွားကြတယ်အစိုးရကတော့သူကသူနိုင်ငံပုံကန်တယ်လို့ချီမုံရင်ချီမုံနိုင်တယ်ဒါပေမဲ့နိုင်ငံကိုတစ္ဆာရှိရင်လည်းတစ္ဆာရှိတယ်လို့အခွင့်အရေးပေးကောင်းလည်းပေးနိုင်တယ်ဒါပေမဲ့တရားဝင်ချမပြတော့ပြည်သူတွေကမသိကြဘူးဆိုတော့ကြတော့အစိုးရအနေနဲ့စုပေးတံပေးစနစ်ကျင့်သုံးပြီးတော့နိုင်ငံကိုပုံကန်တဲ့သူတွေဆိုရင်လည်းပြပြသားသားချီမုံနိုင်ငံအပေါ်တစ္ဆာရှိတဲ့တိုင်းရင်းသားတွေဆိုရင်လည်းအခွင့်အရေးပွပွလင်းလင်းအခွင့်အရေးပြည်သူတွေသိအောင်ထုတ်ပေးလိုက်ဒါမှသာပြည်သူတွေကလည်းနားလည်မှာအခြားသောတိုင်းရင်းသားတွေကလည်းနားလည်မှာဖြစ်တယ်